ဖေဆိုရဲ့အဓိပ္ပာယ်အရောဘာကိုဆိုလိုတာလဲပါဇက်ကနေချစ်တယ်လို့ထုတ်မပြောဖူးခဲ့တဲ့အဖေလူချင်းတာမှန်တယ်မြတ်ဖြစ်စည်းပေးတဲ့အဖေသူတို့ရဲ့အချစ်တွေကိုတတ်သေးတွေနဲ့ပဲပြသပေးတဲ့အဖေမိသားစုစားဖို့နေအတွက်ရုန်းကန်စူးစမ်းနေတဲ့သူဘယ်လောက်ပဲပင်ပန်းနေပါစေအပြုံးမပြတ်တတ်တဲ့သူချစ်တယ်နော်အဖေသမီးတို့စီကမကြဘူးပင်မဲ့အရင်ထဲမှာအမြဲချစ်ပြီးသားပါအဖေအဖေဆိုတဲ့စကားလုံးနှလုံးထဲနဲ့တင်သားသမီးရဲ့အတွက်ပြည့်ပြည့်စုံလွန်းတဲ့အဖေအဖေရဲ့လက်တွေကအပြင်ပိုင်းကကြည့်ရင်ကြမ်းတမ်းပင်မဲ့တကယ်တမ်းတော့နူးညံ့လွန်းတဲ့လက်သက်စုံပါပဲအရာရာပြည့်ပြည့်စုံအောင်သားသမီးရဲ့အပေါ်တမိုးထားတတ်တဲ့အဖေပညာရေးဘက်မှာလည်းမျက်နှာမငယ်အောင်ထားတတ်တဲ့အဖေကျေးဇူးတင်တယ်နော်အဖေအဖေရဲ့ကျေးဇူးကြောင့်နဲ့သာယခုဘဝအချိန်အထိရောက်ခဲ့တာပါအဖေများအားလုံးချမ်းမြေ့ကြပါစေမြူလာဖွဲ့သူအဖွဲ့သားများမှ Happy Father Day ပါ